မင်္ဂလာပါကျွန်တော်သူရရှိန်ပါစေးငိုင်ပညာကိုစပြီးတော့လေ့လာကြတဲ့ကျောင်းသူကျောင်းသားတွေအတွက်ကျွန်တော်တို့ပထမအဆုံးသင်ပေးရတဲ့သင်ခန်းစာက Double Entry Bookkeeping လို့ခေါ်ပါတယ် Double Entry Bookkeeping ဆိုတာနှစ်ဖက်သွင်းစာရင်းစနစ်လို့ခေါ်တယ်ဒါဘယ်စေးငိုင်ကျောင်းသားပဲဖြစ်ဖြစ်ဒီကနေပဲစပြီးတော့သင်ကြတယ်ဆိုတော့ကျောင်းနေရလဲပဲဒီကျောင်းသူကျောင်းသားတွေကိုစေးငိုင်အခြေခံသင်တဲ့အခါမှာဒီ Double Entry Bookkeeping ကိုပုံစံမျိုးစုံနဲ့သင်ကြားပေးလေးရှိပါတယ်ကျွန်တော်တို့ကတော့ EET ကျောင်းသူကျောင်းသားတွေကိုသင်ကြားတဲ့နည်းလမ်းက Decklet ဆိုတဲ့နည်းကိုသုံးလိုက်ပါတယ်ဒါက EET နိုင်ငံတကာမှာရှိတဲ့ကျောင်းတွေမှာလည်းပဲဒီနည်းပဲသုံးကြတာများပါတယ်ဆိုတော့ Decklet ဆိုတာဘာလဲပေါ့ Decklet ဆိုတာအုပ်စုနှစ်စုခွဲလိုက်တယ် Dead အုပ်စုနဲ့ Clit အုပ်စုပေါ့နော် Dead အုပ်စုမှာ DEAD ဆိုတဲ့စာလုံးလေးလုံးပါမယ်ဆိုတော့ဘာကိုစားပြုလဲဆိုရင် D for debit side ကိုစားပြုတယ်အဲ့မှာပါတဲ့ EAD ကတော့ E for expenses A for assets ကိုပြောတာဖြစ်တယ်နောက် D ကတော့ drawing ကိုပြောတာဖြစ်တယ်အဲ့ဒါက debit အုပ်စုနော်အဲ့တော့ဒီ debit အုပ်စုတွေကကြတော့ကျွန်တော်တို့ကဘယ်လိုမှတ်ခိုင်းလဲဆိုတော့တိုးလာတယ်ဆိုလို့ရှိရင်သူတို့ရဲ့သက်ဆိုင်ရာအကောင့်အသီးသီးမှာ debit side တွေတိုးလာတယ်နော် expense တွေတိုးလာတယ် assets တွေတိုးလာတယ် drawing တွေတိုးလာတယ်ဆိုတော့တိုးလာတယ်ဆိုရင်အဲ့ဒီ debt အုပ်စုသက်ဆိုင်ရာအကောင့်အသီးသီးမှာ debit သွင်းမယ်ရော့သွားတယ်ဆိုရင်တော့ပြောင်းပြန်ပေါ့ credit side ပြန်သွင်းပေးလိုက်မယ်ဆိုတော့ဒါက debt အုပ်စုClit အုပ်စုကြတော့ CLIC လို့ကျွန်တော်တို့ကသတ်မှတ်ထားတယ် C for credit side L for liabilities I for income နဲ့နောက်ဆုံး C ကတော့ capital ပေါ့အဲ့တော့ဒီ Clit အုပ်စုကိုကျွန်တော်တို့က credit အုပ်စုလို့သတ်မှတ်လိုက်တယ် Clit အုပ်စုတွေကတစ်ခုခုပေါ့ income ပဲဖြစ်ဖြစ် liability ပဲဖြစ်ဖြစ် capital ပဲဖြစ်ဖြစ်တိုးသွားရင် credit side လို့သွင်းရော့သွားတယ်ဆိုလို့ရှိရင်เนาะပြောင်းပြန်သွင်း debit side ပေါ့ဒီနည်းနဲ့သင်ထားတယ်ဆိုတော့ဥပမာကျွန်တော်တို့ကလုပ်ငန်းအတွက်လိုအပ်တဲ့ကားတစ်စီးဝယ်လိုက်တယ်ကားကို showroom ကနေအကျွေးနဲ့ဝယ်လိုက်တယ်ဆိုပါစို့ဒါဆိုလို့ရှိရင်ကားဝယ်လိုက်တယ်ဆိုရင်ကားဟာ assets အမျိုးအစားဖြစ်တယ် assets ဒီဝယ်လိုက်တာဆိုတော့တိုးလာမယ်ပေါ့အဲ့တော့ assets ဒီတိုးလာမယ်ဆိုတော့ debt အုပ်စုဘက်က assets ဒီတိုးလာတာဆိုတော့ဒါ debit side ပေါ့သက်ဆိုင်ရာကားအကောင့်ပေါ့ assets အကောင့်မှာ debit side လို့သွင်းလိုက်မယ်သွင်းပြီးသွားရင်အကျွေးနဲ့ဝယ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကား showroom စီကနေအကျွေးနဲ့ဝယ်တော့ဆိုတော့ဒါကျွေးရှင်ဖြစ်သွားပြီ liability ဖြစ်သွားပြီဆိုတော့ဒီ liability မှာအဖို့ပဲ liability တွေလည်းတိုးလာတယ်ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီမှာလည်း credit သွင်းမယ်အဲ့တော့ double entry သဘောတရားအရဆိုရင်တော့ debit တစ်ချိန်သွင်းမယ် credit တစ်ချိန်သွင်းမယ်ဆိုတာအကြောင်းသားတွေကိုကျွန်တော်တို့ကသင်ပေးထားတယ်ဒါပေမဲ့ debt click နည်းနဲ့သင်လိုက်တဲ့ဆိုလို့ရှိရင်ဒီ debit တစ်ချိန် credit တစ်ချိန်သွင်းတဲ့နည်းလေးကပို့ပြီးတော့မှတ်ရတာလွယ်ကူတယ်သူတို့ပို့ပြီးတော့နားလည်တယ်မြန်ဆန်တယ်လို့ယုံကြည်ပါတယ်အဓိကကတော့ဒီအကောင့်အမျိုးအစားလေးတွေနဲ့ဖြစ်စဉ်ပေါ့နော်ဖြစ်စဉ်ဆိုတာတိုးတဲ့ဖြစ်စဉ်လားရော့တဲ့ဖြစ်စဉ်လားဒါကိုသိမယ်ဆိုလို့ရှိရင်ကျောင်းသူကျောင်းသားစင်းသွင်းလို့ရပြီအဲ့တော့အင်တန်မှလွယ်ကူပြီးတော့အသုံးဝင်မယ်လို့တော့ယုံကြည်ပါတယ်ဆိုတော့အခုသင်ကြားပေးလိုက်တဲ့အခုပြောပြလိုက်တဲ့အကြောင်းအရာလေးကိုဒါစင်းငိုင်ပညာလေ့လာနေတဲ့ EET ကျောင်းသားတွေမှာမဟုတ်ဘူးနော်ညီသူမဆိုလိုက်ပြီးတော့လေ့လာလို့ရတယ်အသုံးပြုလို့ရပါတယ်နော်နောက်တချို့ဆိုလို့ရှိရင်ဒီစင်းနဲ့ပတ်သက်ပြီးတော့အခြေခံတိတိကျကျမသိတော့လဲပဲလုပ်ငန်းခွင်မှာဒီ computerized software တွေပေါ်လာပြီးနောက်ပိုင်းမှာ software တွေသာသုံးနေတာဘယ်လို debit ဘယ်လို credit သွားတယ်ဆိုတာကိုမသိတဲ့သူတွေလည်းရှိကောင်းရှိနိုင်တယ်ဆိုတော့သူတို့အတွက်လည်းအခုကျွန်တော်ပြောပြတဲ့အကြောင်းအရာလေးကအသုံးဝင်မယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်